မင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောင်သတင်းဌာနကသတင်းတောက်ဤတင်စာပါအခုတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူစစ်မှုထမ်းများမှာအသက်မပြည့်သေးသူများနဲ့အသက်ကျော်လွန်သူများကိုပြန်လို့ရတယ်လို့ပြည်အောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးပြောကြားလိုက်တဲ့သတင်းဖြစ်ပါတယ်ဖေဖော်ဝါရီ26ရက်နေ့မှာကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမှာကျင်းပတဲ့ပြည်သူစစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာပြည်သူစစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌကာကွယ်ရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးကပြောကြားခဲ့ခြင်းဖြစ်ပါတယ်ထိုအစည်းအဝေးကိုတာဝန်ရှိသူများတက်ရောက်ပြီးပြည်내နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်များကအွန်လိုင်းဖြင့်တက်ရောက်ခဲ့ကြပါတယ်ဗိုလ်ချုပ်ကြီးမောင်အေးကပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးနဲ့ပတ်သက်၍စီကံကြစင်ခေါ်မှုကိုအလေးထားရန်လမ်းညွှန်ထားရှိမှုအပေါ်အဆင့်ဆင့်သောပြည်သူ့စစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့များအနေဖြင့်အလေးထားလမ်းလာဆောင်ရွက်ကြရန်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံတော်ကာကွယ်ရေးအတွက်နိုင်ငံသားတိုင်းမှာတာဝန်ရှိပြီးဥပဒေအရအသက်သက်မှတ်ချက်နဲ့ကိုက်ညီအကျုံးဝင်သူများအနေဖြင့်သတ်မှတ်ကာလအလိုက်အစဉ်ပြေချုံးဝဲစွာတာဝန်ထမ်းဆောင်နိုင်ရေးစီမံစင်ခေါ်ဆောင်ရွက်လျက်ရှိကြောင်းဗိုလ်ချုပ်ကြီးမောင်အေးကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံနဲ့တိုင်းဒေသကြီးအဖွဲ့များအနေဖြင့်လည်းရည်မှန်းချက်များကိုအောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်းယနေ့အထိပြည်သူ့စစ်မှုထမ်းတင်တဲ့အမှတ်စဉ်19အထိတင်နန်းဆင်ခဲ့ပြီးနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်များကိုကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း၎င်းတို့အထက်မှာသူရကောင်းမှတ်တမ်းဝင်30သူရကောင်းလက်မှတ်ဂုံတူးဆောင်လက်မှတ်နဲ့အကြီးအကဲများ၏ချီကျူးဂုံပြူလက်မှတ်များရရှိခဲ့သူ84ဦးထိရှိပြီဖြစ်ကြောင်းလက်ရှိအချိန်တွင်ပြည်သူ့စစ်မှုထမ်းတင်တဲ့အမှတ်စဉ်3ခုဖွင့်လှစ်တက်ရောက်လေ့ကျင့်လျက်ရှိကြောင်းလည်းဗိုလ်ချုပ်ကြီးမောင်အေးကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်ပြည်သူ့စစ်မှုထမ်းစင်ခေါ်ရတဲ့ပြည်သူနှင့်ထိတွေ့တရားဆက်ဆံရသည့်ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမြို့နယ်အဖွဲ့များအနေဖြင့်လူမှုဆက်ဆံရေးကောင်းမွန်စေရေးငွေကြေးဆိုင်ရာမတန်မာမှုများမရှိစေရေးတမတ်လော်ထုံးလုံနည်းများနဲ့အညီဆောင်ရွက်မှုရရှိစေရေးတို့အတွက်တာဝန်ရှိသူအစစ်စစ်ကစစ်စစ်ကြက်မှတ်ပေးရန်လိုကြောင်းလည်းဗိုလ်ချုပ်ကြီးမောင်အေးကပြောကြားခဲ့ခြင်းဖြစ်ပါတယ်ဒါအပြင်ဥပဒေနည်းဥပဒေလော်ထုံးလုံနည်းများနဲ့အညီစ조사ဆောင်ရွက်နေသူမြို့နယ်ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုများကိုမမှန်သတင်းများဖြင့်၎င်းတဆင့်ကြားသိရသည့်သတင်းမှားများဖြင့်၎င်းတိုင်ကြားမှုများရှိသည်ကိုတွေ့ရှိရကြောင်းမှန်ကန်မှုမရှိဘဲလောက်ကျန်ပြောဆိုဝါဒဖြန့်ခြင်းမှန်မှန်ကန်တိုင်ကြားခြင်းများရှိပါကတိကျစွာဖော်ထုတ်၍အရေးယူတော်ရန်လိုအပ်ကြောင်းမှန်မှန်ကန်တိုင်ကြားသဖြင့်တိုင်ကြားသူများကိုအရေးယူခဲ့သည်များလည်းရှိခဲ့ပြီးအရေးယူရန်ဆောင်ရွက်ဆဲအမှုများလည်းရှိကြောင်းဗိုလ်ချုပ်ကြီးမောင်အေးကပြောကြားခဲ့ခြင်းဖြစ်ပါတယ်လေ့ကျင့်ရေးတင်နန်းကြောင်းများသို့မပို့ဆောင်မီစုရများတဲ့စစ်စစ်ရ၌အသက်မပြည့်သေးသူများအသက်ကျော်လွန်သူများတွေ့ရှိရသဖြင့်ပြန်လည်ဆစ်လွတ်ပေးခဲ့ရသည်များရှိ၍စစ်မှုထမ်းတန်းတဲ့အကျုံးဝင်သူများကိုတေချာစွာစစ်စစ်ဆင့်ခေါ်ကြရန်လိုကြောင်းလည်းဗိုလ်ချုပ်ကြီးမောင်အေးကပြောကြားခဲ့ပါတယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍တာဝန်ရှိသူများကြားခံလူများကဥပဒေကိုလက်တလုံးကြားဆောင်ရွက်သူများနှင့်မတရားပြုလုပ်သူများမှန်ကန်ပါကထိရောက်စွာအရေးယူသွားနိုင်ရေးကျမတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းလက်ရှိအနေအထားတွင်လည်းအရေးယူပြီးအရေးယူဆဲအမှုများလည်းရှိနေကြောင်းလည်းဗိုလ်ချုပ်ကြီးမောင်အေးကပြောကြားခဲ့ခြင်းဖြစ်ပါတယ်ရှင်